ပြန်လာပြီပေါ့ပပအေးပြန်လာပြီသမီးပပတော့ရိုက်ကူးရက်ပြန်လာဦးစီဘူးနဲ့မိဘမဲ့ကလေးတွေကိုတွားလူပါဆို KTV မှာအဲ့ဒါမဟုတ်အဲ့ဒါရိုက်ကူးလောက်တာသမီးဦးကျော်ဒီဟာတော့အစ်စ်ပါကြီးဟုတ်တယ်ပါတယ်အဲ့ဒီကောင်ခေါ်သွားတာဟုတ်တယ်ဦးကျော်ဒီကခေါ်တာဦးကျော်ဒီကဦးတို့ဒီကိုနေကိုခေါ်သွားမင်းလည်းပါတယ်မင်းလည်းခေါ်တာဘာမှပြောမနေနဲ့ဒီစီးရိုက်နေကြော်ရဲကြော်ကြည့်ပပပြမယ်နော်ပပသမီးရဲ့ပပနော်ပပတော့မကြိုက်နဲ့မဆူနဲ့မအော်နဲ့မငုံနဲ့နော်သမီးငရဲကြီးမယ်ဟိုကမိုးရအောင်နာမိုးချိုးပြစ်လိုက်မယ်ဘာလာပြောမနေနဲ့နှစ်ယောက်စလုံးဒီစီးရိုက်နေကြော်နေပပနဲ့မဆိုင်တော့ဦးစီပပနဲ့မဆိုင်ဖေမလို့လွတ်တော်ရမယ်ဒါမဲ့မိုးချိုးလည်းပြစ်မခံနိုင်ပါဘူးငရဲကြီးလည်းပြစ်မခံနိုင်ပါဘူးလေတော့ပါကြီးစိတ်ချောလိုက်ပါတော့ပိတ်မှန်တာမသမီးရဲ့အဖေဆိုကမရရဘူးသမီးရဲ့မိုးရလည်းအုပ်ငယ်လည်းကြီးတတ်တယ်နော်အဲ့ကြောင့်လူကြီးလည်းမရရဘူးသမီးရဲ့ဒါနဲ့စကားမဆက်ဦးစီဘူးလည်းမရိုက်ဘူးမလားအရန်ချစ်ဖို့ကောင်းတာမသမီးရဲ့ဦးစီဘူးတောင်းမယ်နော်အဖေကိုငရဲကြီးရဲ့ဦးလေးကိုရရင်တော့ငရဲမကြီးတော့ပါဘူးအကိုကြီးအကိုကြီးအမလေးတန်းရလားရတယ်ဒါပေါ်တက်မလားဟုတ်စွန်းစားမယ်ကိုချစ်လေးလာရဲလားလက်ထောင်းလေလက်လာဘာမအားပြေပြီလက်လာလက်လာအားပြေဟေးရဒီလိုက်လွတ်ထားပါလက်လွတ်ချဇောကြီးပေးလိုက်လားတော်ရတော့ဘုံကြီးပြောရဆွမ်းရ